ဆူရှီမီကိုရောက်နေရကြပြီမဲ့ဆူရှီတစ်ခါမှမစားဘူးတဲ့စုကဒီနေ့မှာတော့ရန်130ရာနေစပ်ပြီးတော့ဈေးသက်သက်သာသာနဲ့ဆူရှီကိုစိတ်ကြိုက်စားနိုင်တဲ့ဆိုင်လေးကိုညွှန်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီနေ့စပြပြတော့မယ်ဆူရှီဆိုင်လေးရခူရာဆူရှီဆိုင်လေးဖြစ်ပါတယ်ရှင်အမှဓာတ်ပုံလာလေးရဲ့ channel သူတွေတို့နေရာဆိုင်ကလည်းကြုံဝင်ပြီးတော့ AC ဆက်သုံးနိုင်နေပေါ့နော်စပွဲအောင်မှလည်းတူစားစီအမျိုးစုံထည့်ပေးထားတော့အရင်အဆင်ပြေလို့ထင်ပါတယ်အကယ်၍မဆောင်နိုင်တဲ့သူတွေဆိုရင်တော့သူတို့ပေးထားတဲ့ tablet လေးတွေကနေပြီးမှဓာတ်ရိုက်မှာပြီးတော့ပေါ့နော်မြင်မြင်ဆက်ဆက်သုံးချင်တဲ့သူတွေတို့ကလည်းအဲ့လိုမျိုးဆက်သုံးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်တငယ်ချင်းတွေနဲ့ချင်းလေးလောက်ချင်တဲ့သူတွေကတော့ဒီဘာတန်လေးပေါ်နေလာတဲ့ဟာလေးတွေကိုတဖြည်းဖြည်းဆောင်ရင်နဲ့စားမှာပေါ့နော်စူကတော့တိတ်ဆိတ်မရှိဘူးလို့ပြောရမယ်ဘာလို့လဲဆိုတော့သူဘာတန်ပေါ်ဟာတွေကကုန်တာမြန်တယ်ပေါ့နော်အဲ့တော့ကျတော့ကိုယ်လည်းလည်းရောက်ရဘာမှမရှိတော့တာလေဖြစ်သွားနိုင်တာမလို့လေသူလေဒီနေ့မှတိလိုက်ရတာပေါ့နော်ဆူရှီကိုလုံးဝမကြိုက်ဘူးဆိုတော့ပဲနောက်တစ်ခါသွားစားပြမလားလို့မင်းနော်လုံးဝသွားစားပြမှာမဟုတ်ပါဘူးမကြိုက်ဆုံးဆူရှီကိုပြောရမယ်ဆိုရင်တော့တူနာဆူရှီပေါ့နော်လုံးဝမစားနိုင်ခဲ့ပါဘူးအကြိုက်ဆုံးကိုပြောပါဆိုရင်တော့အီနာရီဆူရှီတိုဖူဆူရှီနဲ့ကြက်တလုံးကြောပါဆူရှီစားတာအမီယာလို့ရတာရှိပြီးတော့ဈေးသက်သာတဲ့ဘတ်စကင်ရောဘစ်ဆစ်ဆိုတဲ့ဘီယာအိုက်စခရီမ်ကမုံလည်းတော့စားခဲ့ကြသေးရေပေါ့နော်ထိုင်တဲ့နေရာလေးကလည်းအရန်လာပြီးတော့ night view လေးတေချာမြင်ရလို့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးပေါ့နော်ဒီနေ့စားပြခဲ့တဲ့ဆိုင်လေးတွေကတော့အိုဆာကာရှိတဲ့နော်ဂျီခုဝဲဟောမချီမှာဖြစ်တဲ့အတွက်တော့စားကြည့်ကြပါအောင်နော်အားလုံးပဲဘိုင်ဘိုင်